ဒီလာပိန်းနေသီးလေးတွေဘယ်လောက်ထိကြီးလာပြီလဲလို့ပတ်ကြည့်နေတာကြည့်ပါအောင်ကွယ်ချစ်ဖို့ကောင်းလိုက်တာဒီမှာလဲတစ်လုံးပါဟိုရှိမှတစ်လုံးဒီမှာတစ်လုံးသူကတော့ဒီလာစမ်းလောက်မှထင်တယ်တတိထားမိတယ်ဒါလေးကတော့ဒီလာစမ်းမှဒီမှာအသစ်ကလေးတစ်လုံးအိုးကြည့်ပါအောင်တအားနေနေလေးမှတီးနေတယ်ကြည့်ပါအောင်ဒီလိုလေးခံထားပေးရတယ်ဒီကကြရေလောင်းတော့ဂျိုင်ပုတ်သွားမှာစိုးလို့အတီးလေးသူတို့တွေလည်းတော်တော်ကြီးပါပြီကွယ်မကြည့်ပါအောင်မြေကြီးပေါ်မှာတီးနေလို့ခဲခံထားရတယ်အပြင်ကလည်းနေနေလေးပဲသူတို့ကတော့ရှယ်ပဲဒီစမားတီးတာခုဆို4လနောက်1လ2လဆိုစားတော့မယ်ထင်တယ်ပို့ကြည့်ပါအောင်တစ်လကိုထွားလာလိုက်ကြတာသူတို့တွေလည်းဆိုဒီပြင်မှာ3လုံးရမှာပေါ့တရားတစ်လောက်ပဲ